အားလုံးပဲမင်္ဂလာပါရှင် Hub Cleaning Service မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ရန်ကင်းမြို့နယ်မှာရှိတယ်ပေါ့နော် Lemon Clinic ဆိုတဲ့ဆိုင်တက်လေးဒီဆိုင်ကိုတက်ရှင်းဝန်ဆောင်မှုပေးခဲ့တာလေးဖြစ်ပါတယ်ဒီဆိုင်မှာဆိုလို့ရှိရင်ပေါ့တော့ဖွင့်ပွဲမတိုင်မီလေးတစ်ဖြတ်ပေါ့နော် Deep Cleaning Service အနေနဲ့ဝန်ဆောင်မှုပေးခဲ့တာဖြစ်ပါတယ်ရှင်သူကတော့နှစ်ထပ်လုံးချင်းဖြစ်တယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ toilet လေးဖြစ်ပါတယ်ဒါကတော့ဒီစောင့်လို့ရေးကာလပြင်စင်ရေးကာလမှာတုံထားတဲ့အနေအထားလေးပေါ့နော်toilet တွေဆိုလို့ရှိရင်လည်းဒီဆိုင်တက်ဆိုတော့တက်ရှင်းတက်ရဖြစ်သွားအောင်လို့တခြားလေးပြုလုပ်ခဲ့ပါတယ်ရှင်တောင်းချမကြမ်းပေါ့နော်ဒီမှာကတော့အချိန်မရလို့အမြတ်မရစ်ပြလိုက်မယ်နော်သုံးဖို့ကြရင်အရင်ရှည်သွားမှဆိုလို့လေသူကလုံးချင်းနှစ်ထပ်ဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းပေါ့နော်ကစမိုင်းနဲ့တော်တော်လေးတော့ညှိနှိုင်းခဲ့ရတယ်ဘာလို့လဲဆိုတော့သူက behind to cross working ဝင်လိုက်ရတဲ့အတွက်ကြောင့်မို့ပေါ့နော်အဖွဲ့ပေါင်းစုံနဲ့တူတူဝင်လိုက်ရတာဖြစ်ပါတယ်ရှင်ဒါတော့ဒီ toilet လေးတစ်လုံးတက်သွားပြီပေါ့နော်ဒီမျိုးတက်သွားတဲ့အနေအထားဆိုကြည့်ရတာလည်းအဆင်ပြေပါပြီသုံးတဲ့လူလည်းအဆင်ပြေပါပြီပေါ့နော်သူကအဟောင်းဖြစ်တာမလို့ပေါ့နော်ရတဲ့အတိုင်းတာအထိလုပ်ပြရတာပေါ့နော်အတစ်တစ်ဖက်တော့တချို့နေရာတွေကြောင့်ပြန်မရဘူးလေနော်ကဲဒါဆိုလို့ရှိရင်တော့ဘေးစင်ကိုလည်းတိတိကျကျတက်ရလေးဆေးပြီးတော့မှအသုံးပြောရှုပြောဖြစ်သွားအောင်လို့ကျွန်တော်တို့အနေနဲ့ဝန်ဆောင်မှုပေးခဲ့ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်တော့ဘေးစင်လဲသူကလည်းသူတန်းသွားပြီပြီးလို့ရှိရင်အောက်ဘက်ဒီအားစားပေါ့နော်နေရာလွတ်မကျန်အောင်တက်ရှင်းလုပ်ပေးရတာပါ deep cleaning service ဆိုလို့ရှိရင်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီဆိုင်တိုင်းအိမ်တိုင်းမှာရှိတဲ့မှန်ပေါင်လေးတွေအားစားပေါ့နော်ကျွန်တော်တို့တက်ရှင်းတက်ရဖြစ်သွားအောင်လို့ဝန်ဆောင်မှုပေးခဲ့ပါတယ်ရှင်ဒါတော့မှန်သားတွေပေါ့နော်ဖုန်နေနဲ့မုံတုံလေးဖြစ်နေတဲ့အနေအထားပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့တက်ရှင်းလုပ်ပြီးတော့ရင်တော့တော်တော်လေးလှပတဲ့အနေအထားပေါ့နော်ဖြောင်းစင်းနေတဲ့အထိလုပ်ပြီးထားပါတယ်ဒါတော့အပေါ်မှာဆိုလို့ရှိရင်တော့စိတ်တုပ်နေတဲ့ကာလာနဲ့တွားပြီးတော့မှတိုက်ဆိုင်တာလည်းဖြစ်တယ်ပေါ့နော်အဲ့တော့စီဆက်တွေမဆလာတွေအစားနဲ့ပါတယ်ဒါတော့အိမ်တိုင်းပေါ့နော်ဆိုင်တိုင်းမှာရှင်းရတဲ့အရာလေးဆိုတော့ဆက်တော့မဆန်းတော့ဘူးပေါ့နော်ဒါပေမဲ့လည်းတချို့ deep cleaning service မှာအပူတဲ့ customer တွေကိုတစ်ချက်ရှင်းပြခြင်းဖြစ်ပါတယ်ဒါတော့sticker တွေခွာတယ်ပြီးတော့ man တွေကိုအကျန်းလျှော်တယ်ပြီးရင်ဒီအပေါ်မှာရှိတဲ့ဆေးဆက်တွေပြန်ချွတ်တယ်ပြီးရင်အချောတစ်ခေါက်ပြန်လျှော်တယ်ပေါ့နော်နှစ်ခေါက်သုံးခေါက်လောက်ကိုလုံးရတယ်ဒီလိုမျိုး man အနေထားဆိုတချို့ man တွေဆိုရင်5ချိန်6ချိန်လောက်ပေါ့နော်အချိန်လောက်ရတာဖြစ်ပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖွဲ့တာတွေသူကလည်းသူနေရာခဏအလိုက်ပေါ့နော်ကျွမ်းကျင်မှုမတူတဲ့လူတွေကလည်းကျွမ်းကျင်မှုမတူတဲ့အလျောက်ပေါ့နော်သူနေရာခဏကိုခွဲပြီးတော့မှကျွန်တော်တို့စီစဉ်ပြီးတော့မှနေရာချထားပြီးရပေါ့နော်ဒါဆိုတော့ဒီမန်လေးတော်တော်လေးတန့်ရှင်းသွားပြီတော်လှပသွားတယ်မန်လေးတစ်ချက်ပေါ့နော်အပင်လေးတွေလည်းစင်းဆူနဲ့မြင်တွေ့ရတော့စိတ်ချမ်းသာပါပေါ့နော်ဒါဆိုလို့ရှိရင်တော့ပေါ်ထက်ကတစ်တာဘောင်လေးဒီအောက်ဘက်မှာလည်းဒီတစ်တာဘောင်လေးတွေရှိပဲပေါ့နော်အိမ်လုံးတော့ဒီလိုမျိုးကျွန်းတကားလေးနဲ့လောက်ထားပြရပါမန်ပေါင်လေးလည်းရှိတယ်ဒီအိမ်မှာဆိုလို့ရှိရင်ပေါ့နော်ကျမတို့မန်ကိုကျတော့အတွင်းမိုင်းပဲလက်ခံတာဖြစ်တဲ့ကြောင့်ပေါ့ပြင်မိုင်းတော့မပါဘူးပေါ့နော်အဲ့တော့မန်တွေကတော့အရင်တော့မချီလောက်ဘူးဒါပေမဲ့ဘောင်တွေကတော့တခြားရှင်းမရတာပေါ့နော်ဒါဆိုလို့ရှိရင်တော့အောက်ကျန်းနေဆိုလို့ရှိရင်လည်းအခြားအဖွဲ့တွေနဲ့အတူတူပူပေါင်းတဲ့ကာလပေါ့နော်စိုက်ဖွင့်ပွဲရလဲအရန်အလင့်လုံးနေပြီဆိုတဲ့ကာလမှာဖြစ်တဲ့ကြောင့်မို့အချင်းတိုင်ပင်ညှိနှိုင်းပြီးတော့မှလောက်ကြရတာပေါ့နော်ဒါဆိုလို့ရှိရင်လည်းရွှေ့စရာရှိရရွှေ့တယ်ဖယ်စရာရှိရဖယ်တယ်စိတ်တုပ်တိုင်းမှာလက်ချက်နေကျွန်တော်တို့ရှင်းပေးရပါတယ်ရှင်ဒီလိုမျိုး cross walk လုပ်တဲ့ချိန်ကျရင် Asian နဲ့အရေးကြီးတဲ့ကဏ္ဍတစ်ခုမှာပါဝင်နေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တခြားဖွဲ့နေညှိနှိုင်းရတာဖြစ်တဲ့အတွက်ကြောင့်မို့ Asian နေပြီးတော့မှာပေါ့နော် OCO ဆောင်နေညှိနှိုင်းပြီးရင်တော့ပို့အဆင်ပြေပါတယ်ရှင်ဒါကတော့echo နေတက်ထားတာတို့ဖောက်ထားတဲ့အရာတွေမှာပေါ့နော်ဖုန်တွေပြန်ကျနေတဲ့နေရာတွေကိုကျွန်တော်ဖုန်တွေပြန်ရှင်းပေးတယ်ပြီးရင်ဒီကျွန်းပတ်ကေးပေါ်မှာလည်းစိတ်ဆက်တွေတအားများတယ်ဒီဆိုင်မှာဆိုလို့ရှိရင်ပေါ့နော်အဲဒီကအစားကျွန်တော်တို့ရှင်းပေးခဲ့ပါတယ်ဒါဆိုလို့ရှိရင်တော့သူကျွန်းပတ်ကေးကိုလည်းကျွန်တော်တို့ဒီဆက်တွေနဲ့တိုက်ပေးတယ်ဆက်ကတော့တတိထားမှာတော့ဖော့အနှုပဲရမယ်ပေါ့နော်ဖော့အကျန်းနေဆိုလို့ရှိရင်လည်းမရဘူးတရားတစ်ချက်တည်းရှိသွားမှာဆိုလို့ပေါ့နော်ဖော့အနှုနဲ့ရှင်းပြီးလို့ရှိရင်ဒီမှာစိတ်ဆက်တွေကျန်တယ်အဲစိတ်ဆက်တွေကိုလည်းတစ်ဆက်ချင်းစီပြန်လိုက်ချက်ရတယ်ဒီမှာတော့ရိုက်ကူးရင်မှမရိုက်လိုက်နိုင်တဲ့အတွက်ကြောင့်မပါလိုက်ဘောနော်ဒါတော့ဒီပြီးသွားတဲ့အနေထားဖြစ်ပါတယ်သူကအဟောင်းဆိုတော့ကအတစ်တိုင်းတော့ပြန်မရဘူးဒီကြီးပြောင်ဖုံပြောင်မရမှာပေါ့နော်စိတ်ဆက်တွေလည်းအပြောင်းတော့ချွတ်ထားပေးရပေါ့နော်တော်တော်လေးတော့လှပတဲ့အနေထားတစ်ခုအနေနဲ့ပြန်ရတော့လည်းအဆင်ပြေသွားပါလိမ့်ရှင်ဒါကတော့ကျမတို့ရိုက်နိုင်တဲ့အထင်အနေထားအနေရိုက်ပြီးတော့ပြသထားပေးရပေါ့နော်ဒါဆိုရင်တော့ before after လေးဓာတ်ပုံလေးနဲ့ကစမိုင်းနဲ့ကြည့်လို့ရအောင်လို့အနေငယ်ပြထားပေးပါလိမ့်ရှင်အခုလိုကျမတို့ရုံကြီးနဲ့အပ်ပေးတဲ့ဒီ Lemon Clinic ကစမိုင်းကိုလည်းကျေးဇူးတင်ရှိပါလိမ့်ရှင်ဆိုင်နေအများကြီးလည်းဖွင့်နိုင်ပါစေဆိုင်ခွဲတွေလည်းအများကြီးဖွင့်နိုင်ပါစေလို့တရားနေပြီးတော့ဆုမကန်တောင်းပေးလိုက်ပါလိမ့်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်